ဒါကတော့ကျွန်တော်စိုက်ထရလေးနဲ့ဆိုင်ကိုပြန်ရောက်တဲ့အချိန်မှာပြင်စရာလေးတွေပြုပြင်စရာလေးတွေပေါ့နော်အဲ့ဒါလေးတွေပုံနေတာပေါ့နော်အဲ့ဒါလေးတွေကိုပြုပြင်ပေးမှာပဲဖြစ်ပါတယ်3-4 ရက်စာလောက်ပေါ့နော်ကျွန်တော်စိုက်ထရသွားနေတဲ့အချိန်မှာလာပြီးအပ်ထားတာတွေပေါ့နော်တချို့တရားတော့လဲစိတ်မရှိတော့ပြန်ယူသွားကြတယ်ပေါ့နော်တချို့ဖောက်တဲ့တွေကြတော့လဲပြေးပြီးတော့ထိုင်ဆောင်တယ်ပေါ့နော်အဲ့ဒါကြောင့်ရောက်တုံးလေးမှာစိုက်ထရပြင်ရောက်ချင်းပြုပြင်ပေးမှာပဲဖြစ်ပါတယ်တချို့ပြုပြင်ပေးမဲ့ဟာလေးတွေပေါ့နော်ဒီမျိုးပြုပြင်ပေးတာလေးတွေကိုလည်းပညာသင်ပေးတဲ့အနေနဲ့သင်ပေးတော့ဒါကတော့လက်ရှိကျွန်တော်တပည့်နဲ့ခိုင်နေတဲ့ဆက်ကတော့စတီကာရိုက်တဲ့ဆက်ပေါ့နော်စတီကာအင်ကြီးစတီကာတွေရိုက်တဲ့ဆက်ပေါ့နော်အဲ့ဆက်ကပြတ်သွားတယ်မလာတော့ဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြင်ပေးလိုက်တယ်ပေါ့နော်ကောင်းသွားပါတယ်ပေါ့နော်ဟွာပေါ့အင်ကြီးစတီကာတွေလေအင်ကြီးစတီကာတွေရိုက်တဲ့ဆက်အဲ့ဆက်ပြတ်သွားတယ်နောက်ပြီးတော့ခလုတ်လဲလောင်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တပည့်ဒါစိုက်တဲ့တပည့်တွေပဲပေါ့နော်အဲ့ဒါလေးနဲ့ပြုပြင်ပေးလိုက်တယ်ပေါ့ကောင်းသွားတယ်ပေါ့နော်မြောက်တကုံမှာပေါ့ကျွန်တော်ဆိုင်ရတော့မြောက်တကုံမှာရှိတယ်ဒါလေးကတော့အာမကန်နဲ့ဝယ်ထားတဲ့ဂန်းလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကသူ့ရဲ့မူလဆိုင်မှာဝယ်ထားတာကလာပိုင်းလေးနဲ့ပြတ်သွားလို့သူ့ရဲ့ဝယ်တဲ့ဆိုင်မှာသွားပြန်ပြတော့ကက်လဲရမယ်ဘာညာသူပြီးတော့ပြောတယ်ပေါ့နော်9000 6000တောင်းတယ်ပေါ့9000ကျော်တော့တောင်းတယ်အဲ့ဒါနဲ့ကိုယ့်အကူပဲပြင်လိုက်တော့မယ်ဆိုပြီးတော့ပြင်လိုက်တာကက်လဲစရာမလိုဒီကျိုး loose ဖြစ်ပြီးတာနဲ့ကျိုးလေးနာနေရပါတော့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ဆက်လိုက်တယ်ပေါ့ပြန်ဆက်ပြီးစမ်းကြည့်လိုက်တဲ့ခါကျတော့ဆက်ကအကောင်ကြီးပဲထူထူဘာမှပြင်စရာမရှိဘူးပေါ့နော်